ငါဒီမှာဆက်နေလို့မရတော့ဘူးဘန်ကောက်တက်ပြီးအလုပ်လုပ်မှရတော့မယ်ဘန်ကောက်ဆိုတာငါလက်ခုပ်တည်းကရေးပါအေးဆေးပဲမင်္ဂလာပါသမီးရေဘန်ကောက်ကိုသွားခြင်းလို့လက်မှတ်တစ်ဆောင်လောက်ဖြတ်ပေးပါသမီးဟုတ်ကဲ့အဖွားလိုချင်တဲ့ဘန်ကောက်ကိုသွားမဲ့လေရင်လက်မှတ်လေးရပါပြီရှင်ကျေးဇူးပါသမီးလက်မှတ်ရပြီဆိုတော့ဘန်ကောက်ကိုသွားရတော့မယ်ဘန်ကောက်မြို့ကြီးရေမင်းစီကိုအဖွားတက်လာပြီနော်ဒီကျိုးကဘာလို့ဒီလောက်တိုရတာလဲတော့အမလေးညင်ကြီးကလည်းသူ့ပဒါရွေ့နေပါလားဘန်ကောက်တော့ရောက်လာပြီအရန်လည်းပင်ပန်းနေပြီအိတ်ဖို့နေရအရင်ဆုံးရှာရမယ်အဖွာသမီးဘာကူညီပေးရမလဲအဖွာနေဖို့ထိုင်ဖို့ကူညီပေးရမလားအဖွာအဖွားနေဖို့အတွက်အခန်းတစ်ခန်းလောက်ရှာပေးပါလားသမီးဟုတ်ကဲ့အဖွာအဲ့ဒါဆိုရင်သမီးနောက်လိုက်ခဲ့အဖွာသမီးအခန်းရှာပေးမယ်ဒီအခန်းကအဖွားအတွက်သမီးရှာပေးထားတဲ့အခန်းပါအဖွားစိတ်ကြိုက်လွတ်လွတ်လပ်လပ်နေလို့ရပါပြီနော်အဖွား